ဟေးမင်္ဂလာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒိုင်းနီရှူရဲ့နှစ်ရက်မြောက်နေ့တွေပေါ့နော်နှစ်ရက်မြောက်နေ့တွေမှာဆိုရင်ဒန်ဆာနဲ့နိုဒီမာရှိုရထားစီကြရအောင်တဲ့ဟေးဒါဆိုရင်အောက်ကထုံးစံတိုင်းပေါ့နော်အောက်ကစကားလုံးလေးကြည့်ကြရအောင်နော်ဟေးthe way မှာရှိုဆိုရင်ခေါင်းစဉ်ကစလုံးလေးတော့နော်ဟဲ့ဒီမှာဆိုလို့ရှိရင်ဒီဘက်ဘေဘက်ချမ်းမှာနော်ဘေဘက်ချမ်းမှာဆိုလို့ရှိရင်နိုဘူးလို့ဆိုမှလည်းတက်တာပါအာကားလို့ကလည်းတက်တာပါပဲလေကားကိုနိုဘူးလို့အာကားလို့လေကားကိုတက်တာပါ ပြီးလှေကားဆင်းမယ်ဆိုလို့ရှိရင်ခိုင်တန်းကိုခုဒါတို့အိုလေးတို့လေကောင်းဆင်လာပါဒီဘက်ကဘယ်ဘက်ကကြတော့တက်တာပါနိုဘိုးတို့ကတက်တာအာခါတို့ကလည်းတက်တာပါပဲပြီးကြလို့ရှိရင်ညာဘက်ဆန်းကြတော့ခိုင်တန်းကိုခုဒါတို့အိုလေးတို့ယထာတရာလှေကောင်းကိုဆင်လာပါပြီးကြလို့ရှိရင် escalator ဆိုရင်တော့တစ်မျိုးပေါ့နော် escalator ဆိုလို့ရှိရင် escalator နော်နိုဘိုးတို့တက်လေကပေါ့နော်တက်လေကကိုတက်တယ်ဆက်လေကကိုတက်တယ် ပြရလို့ရှိရင်ဒီဘက်ညာဘက်ချက်ကြတော့ဆက်လေကောင်ဆင်းလာဆိုရင်ခုသားတို့တက်တာဆိုရင်နိုဘိုရိဆင်းလာဆိုရင်ခုသားရိဒါတွေနောင်းလေပေါ့နော်မင်းတို့နောင်းလေပါဒီတက်လို့ရှိရင်ဒီဘက်ညာဘက်ချက်လေးပေါ့နော်ခုသားလေးတန်ရှာအစင်းရထားသူအိမ်စမပေးထားတယ်အိုးမိုရီဟိုမန်အီခီအိုးမိုရီကိုတွားမယ်အိုးမိုရီကိုဥတီပြီးတော့ဟိုမန်ဆိုဥတီတာပေါ့နော်အိုးမိုရီကိုဥတီပြီးတွားမယ်ရထားပေါ့အစင်းရထားပေါ့ဒီမှာဆိုလို့ရှိရင်ဘက်ကကျတော့အိုးမိုရီခရန်နေပေါ့နော်ဟိုမှာဆင်းမယ်ဘယ်လိုဆင်းမလဲဆိုတော့တိုကျိုနိုဘိုလေးတက်ရှာအတက်ရထားပါနိုဘိုလေးတက်ရှာအတက်ရထားပါပြီးရင်တိုကျိုဟိုမှာโอเคတိုကျိုဘက်ကိုဦးတည်ပြီးသွားတဲ့ရထားပါနော်တိုကျိုဘက်ကိုဦးတည်ပြီးသွားတဲ့ရထားနိုဘိုလေးတက်ရှာအတက်ရထားပါဒီမှာတော့ကူဒါလေးတက်ရှာအစင်ရထားဟိတော့ဝဲမှာရှော့ပေါ့နော်လက်ရှာတော့ဂျစ်ခုကိုရှိတာပဲလို့လက်ရှာဆိုမှလည်းတာမန်ရထားပါတာမန်ရထားရဲ့ဂျစ်ခုကိုအချိန်စရာကိုရှိတာပဲလို့ဆိုတာရှာကြည့်တယ်တဲ့တာမန်ရထားရဲ့အချိန်စရာကိုရှာကြည့်တာပါပြီးရင်အောက်ကစာကြောင်းလေးတော့တိုကျိုဟတ်စ်ယောကိုဟာမာနီကိုတိုကျိုအထွက်တိုကျိုဟတ်စ်ဆိုတာတိုကျိုအထွက်ပေါ့နော်တိုကျိုကနေထွက်မဲ့ယောကိုဟာမာကိုသွားမယ်တိုကျိုအထွက်ယောကိုဟာမာနေသွားမယ်ရထားပေါ့ဒီမှာကျတော့ဂျစ်ခိုကိုဟီယောအချိန်စရာတိုက်တွေပဲစကဂျူးတို့တိုက်တွေပဲဘယ်လိုပြောမလဲအချိန်စရာစာရွက်ပေါ့နော်အဲ့ဒါကိုပြောတာပါတိုက်တွေပဲပြီးကြလို့ရှိရင်ရှစ်တဲဆူဆိုတဲ့ပုဂ္ဂလိကရထားလိုက်မှာရှစ်တဲဆူဆိုတာပုဂ္ဂလိကရထားလိုက်ဟဲ့ပြီးကြလို့ရှိရင်အမှကျတော့ရှင်းခန်းစာဆိုအမြဲရထားပါကြည်စံရထားရှင်းခန်းစာကြည်စံရထားပြီးကြလို့ရှိရင်အောက်ကကျတော့ဇာတ်စိတ်ကြီးရှစ်တဲဆူတို့ထိုင်ရမယ့်ထိုင်ကုန်ကိုတတ်မှတ်တယ်ရှစ်တဲဆူလို့ဆိုတတ်မှတ်တာပါထိုင်ရမယ့်ထိုင်ကုန်ကိုဇာတ်စိတ်ကြီးရှစ်တဲဆူထိုင်ကုန်ကိုတတ်မှတ်တာပါပြီးရရင်အောက်ကစကားလုံးလေးကကြတော့ရှစ်တေးစကီဆိုတာကြတော့မင်းတို့သတ်မှတ်ထားတဲ့ထိုင်ကုန်မှာလူကုန်းကအတိတ်ပဲအတူတူပါပဲနော်ရှစ်တေးစကီသတ်မှတ်ထားတဲ့ထိုင်ကုန်မှာရတဲ့တရားအောက်ကစကားလုံးလေးကကြတော့မတိုကာဝကြတော့မင်းတို့တကားဘက်ချမ်းမှာမတိုကာဝတကားဘက်ချမ်းပြီးညာဘက်ချမ်းလေးကကြတော့ဂျီယူစကီဆိုတာမင်းတို့ထိုင်ကုန်လွတ်နေတဲ့ထိုင်ကုန်မှာဒီအောက်ကစကားလုံးလေးကကြတော့ဆူရိုကာဝဆိုတာကြတော့မင်းတို့လူသွားလူလာဘက်ချမ်းမှာနော်အဲ့ဒါကိုပြောတာပါဟဲ့ပြီးတော့ဒီမှာကျတော့ဂျောရှာကန်ဆိုမြင်တဲ့ရင်စီးလက်မှတ်ပါယထာကတိရင်စီးလက်မှတ်ဒီပါဂျောရှာကန်ရင်စီးလက်မှတ်ပါတယောက်ကကျတော့ခတမီချီခိပုတလန်သွားလက်မှတ်ခတမီချီခိပုတလန်သွားလက်မှတ်ပြီးအသွားပြန်လက်မှတ်ဆိုလို့ရှိရင်အိုဖုခုခိပုအသွားပြန်လက်မှတ်ဒီအောက်ကစကားလုံးလေးကကျတော့ထုတ်ကျူကကျတော့အထူးမြန်လက်မှတ်ပါထုတ်ကျူကထူးမြန်လက်မှတ်ပြီးတော့ဒီဘက်ကကျတော့ထုတ်ကျူရောက်ကအထူးမြန်ငွေကြေးမကြလို့ရှိရင်ခိုင်းစုခံဆိုင်မှာအချိန်ချင်းစီးလို့ရတဲ့ကပ်ပေါ့အချိန်ချင်းပဲဗမာပဲဟွာဖြစ်ဖြစ်ဘယ်လိုပြောမလဲသူ့ကိုဟွာမျိုးပေါ့ဈေးချဈေးချတဲ့ကပ်လို့လည်းပြောလို့ရတယ်ပေါ့နော်ခိုင်းစုခံဆိုဈေးတက်တက်တက်နဲ့စီးလို့ရတဲ့ကပ်ပေါ့အဲ့လိုမျိုး discount ကပ်ပေါ့အဲ့လိုမျိုး discount တစ်ကပ်ပေါ့အဲ့လိုမျိုးလည်းပြောလို့ရပါတယ်
ပြီးတော့ဒေးခိကန်ဆိုမနေ့ကလာပေးလက်မှတ်ပါလာပေးလက်မှတ်ဆိုတော့တစ်လချင်းပေးချင်ရတယ်အဲ့လိုမျိုးလက်မှတ်ပေါ့နော်ဒေးခိကန်လာပေးလက်မှတ်ပါပြီးကြလို့ရှိရင်ခိုင်ဆက်စုကကြီးကိုထိုးလို့ခိုင်ဆက်စုကကြီးဆိုတော့မနေ့ကဝင်ပေါက်ပါယထာလိုက်တွေပါတယ်မှာဆိုလို့ရှိရင်ဝင်ပေါက်လေအဲ့ဒါကိုဖြတ်တယ်ဆိုတဲ့အခါမှာတော့မလဲခိုင်ဆက်စုကကြီးကိုထိုးလို့လက်မှတ်ကိတ်ပေါက်ပေါ့လက်မှတ်ကိတ်ပေါက်ယထာကိတ်ပေါက်ကိုဖြတ်တယ်ဆိုတဲ့အခါမှာတော့မလဲအောက်ကစကားလုံးတွေကျတော့ keep ကို highlight မို့လို့ဆိုလက်မှတ်ကိုငွေချေတာပါ keep ကို highlight မို့လို့ဆိုလက်မှတ်ကိုငွေချေတာပါ highlight မို့လို့ရှိငွေပြန်ချေတင်သူကတော့နောင်ပါနော် highlight မို့လို့ရှိငွေပြန်ချေတင်အဲ့ဒါဆိုရင်မနာစာဒီကစကလုံးလေးတွေဖြည့်ကြည့်ထားလို့ရပါတယ်ထုံးစံနဲ့ပေါ့နော်ကိုချိန်ရမယ်ဆိုလို့ရှိရင်စောင်းမရှိတောင်းသားတွေက screenshot လေးရိုက်ပြီးတော့ comment မှန်ခဲ့လို့ရပါတယ်ကိုဖြည့်ခဲ့တဲ့ဖြည့်ကိုဒါတော့မွန်တိုင်းတို့ပေါ့နော်နောက်ကကြတော့ဒီနေ့ရဲ့今日の一言。新幹線に乗るときは特急券は必要です。事前にタクシー名ဆိုလို့ရှိရင်တဲ့အထူးမြန်လက်မှတ်ကလိုအပ်တယ်တဲ့အဲ့ဒါဆိုလို့ရှိရင်အပေါ်ကစကားလုံးလေးဖတ်ကြရအောင်နော်まず窓側チャンピー수루側チャンလူသားလူလာလမ်းထိုင်ကုန်ဒီမှာဆိုလို့ရှိရင်တကားပုတ်ချန်နေဒီမှာလူသားလူလာဘက်ချန်ရှိတယ်အဲ့ဒါကိုပြောတာပါမယထာမှုကပြောတယ်မလားဂျော့ရှက်ခံကိုဟိုက်ကန်အီတာရှိမတ်ယထာရင်းစီလက်မှတ်ကိုကြည့်ပါမယ်တဲ့ရင်းကြည့်ကြည့်တယ်မနော်ဟိုက်ကန်အီတာရှိမတ်ရှာရှောဆိုတယ်မလားဆယထာမှုပါရှာရှောအဲ့ဒါဆိုရင်မလားဆဒီနေ့ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင်